ခုနှစ်အရွယ်ဆာယာဆိုတဲ့ကောင်မလေးကမိဘနှစ်ပါးနဲ့အမတယောက်နဲ့အတူနေထိုင်ပါတယ်။ဖခင်ဖြစ်သူကတချောင်းဆွဲသမားဖြစ်ပြီးတော့အရာအလုံးကိုလွှမ်းမိုးချုပ်ကင်ခြင်းသူဖြစ်ပါတယ်။မိခင်ဖြစ်သူကတော့အနေအေးပြီးမိသားစုပေါ်တာဝန်ကျေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။အမဖြစ်သူကအရွယ်ရောက်တော့အဆောင်မှာနေရင်အလုပ်လုပ်နေတာကြောင့်အိမ်ကိုတလတစ်ချိန်သာပြန်လာဖြစ်ပါတယ်။တရက်မှာတော့ဖခင်ဖြစ်သူကမသွားဖို့ပြောထားတဲ့ပါတီပွဲကိုဖခင်မသိအောင်အိမ်ကနေခိုးထွက်ကချစ်သူကောင်းလေးနဲ့အတူသွားကြပါတယ်။မိဘတွေကသူမအခန်းကိုဝင်ကြည့်ကြချိန်ဆာယာမရှိနေတာကြောင့်ဖခင်ဖြစ်သူကဒေါသထွက်ကပြောဆိုချိန်မောင်းလိုက်ပါတယ်။မနက်ပိုင်းဆာယာပြန်လာတော့ဖခင်ဖြစ်သူကအိမ်ရှိမှာစောင့်ကြိုနေကငါအိမ်မှာနေရင်ငါစကားနားထောင်ရမယ်လို့ပြောပြီးဖမ်းချုပ်ထားချိန်မိခင်ရောက်လာတာကြောင့်လွတ်မြောက်သွားပါတယ်။ဆာရာကိုအိမ်ပြင်ထွက်ခွင့်တပတ်ပိတ်လိုက်တာကြောင့်16နှစ်ပြည့်ရင်ဒီအိမ်ကနေထွက်သွားမှာဖြစ်ပြီးအလုပ်လုပ်ရင်းကဘာအနှံ့ခီးတွေထွက်မဲ့အကြောင်းမိခင်ဖြစ်သူနဲ့အမဖြစ်သူကိုယင်ဖွင့်လိုက်ပါတယ်။မိခင်နဲ့အမဖြစ်သူကလည်းသူမအစီအစဉ်ကိုသဘောကျလက်ခံကအားပေးကြပါတယ်။အခန်းပြင်ကနေသူတို့ပြောတာတွေနားထောင်နေတဲ့ဖခင်ဖြစ်သူကစိတ်တူသွားကသူတီးတက်နေတတ်တဲ့မြေအောက်ခန်းထဲကိုဆင်းလာခဲ့ပါတယ်။ဖခင်ဖြစ်သူရဲ့မျက်နှာကဒေါသတွေနဲ့ဖုံးလွှမ်းနေကဆာရာကိုထိန်းချုပ်နိုင်ဖို့အတွက်အကြံစီစဉ်းစားနေတဲ့ချိန်တစ်ခုခုကိုစဉ်းစားမိသွားကပစ္စည်းတင်ထားတဲ့စင်ကြီးကိုတွန်းဖယ်လိုက်တော့လှုပ်ဝက်အခန်းတစ်ခုပေါ်လာခဲ့ပါတယ်။အရင်ပိုင်ရှင်တွေကဘုံခိုခြင်းအဖြစ်ဆောက်လုပ်ခဲ့တာဖြစ်ပြီးဒီအခန်းရှိနေတာကိုသူတယောက်တည်းသိထားတာကြောင့်အဖိုးကြီးကအကြံတစ်ခုရသွားပါတယ်။သုံးလဝင်းကျင်ကြပြီးတဲ့နောက်မိခင်ဖြစ်သူကဈေးဝယ်ထွက်သွားချိန်အိမ်ထဲမှာဖုံးပြောနေတဲ့ဆာယာနဲ့ခြံထဲမှာအလုံများနေတဲ့ဖခင်နှစ်ယောက်တည်းသာကျန်ခဲ့ပါတယ်။ဖုံးပြောနေတဲ့ဆာယာကိုဖခင်ဖြစ်သူကခေါ်လိုက်ပြီးတစ်တာဘုံတစ်ခုကိုနှစ်ယောက်အတူမကမြေအောက်ခန်းထဲဆင်းလာခဲ့ပါတယ်။ဖခင်ဖြစ်သူကသူမတို့လုံးဝမသိခဲ့တဲ့လှုပ်ဝက်ခန်းထဲဝင်သွားတော့အခန်းကိုကြည့်ပြီးစိတ်ထဲမတိုးမတန့်ခံစားလိုက်ရပါတယ်။တစ်တာဘုံချပြီးတော့စကားပြောနေရင်ဖခင်ဖြစ်သူကအပေါက်ပိတ်သွားတာကြောင့်ထိတ်လန့်ကအပေါက်ဖွင့်ပေးဖို့ပြောနေပေမဲ့ဖခင်ဖြစ်သူကထွက်သွားပါတယ်။ဆာရာကကြောက်လန့်တကြားတစ်တာကိုဖွင့်ကြည့်လိုက်တော့သူမရဲ့ခရီးဆောင်အိမ်နဲ့ပစ္စည်းတွေကိုတွေးလိုက်တာကြောင့်တကားလှုပ်ဝက်နံပါတ်ကိုဖွင့်ပေးမဲ့3ချိန်မြောက်မှမီးပြတ်သွားပါတယ်။တစ်တာထဲမှာတွေးတဲ့ဓမီကိုယူပြီးလေဝင်ပေါက်ကနေអော်လိုက်တော့အပြင်ကိုအတန်ကြားရတာကြောင့်အဖိုးကြီးကအဝတ်ထူတွေနဲ့ဖုံးအုပ်လိုက်တော့အတန်လုံးသွားပါတယ်။ညပိုင်းထိဆာရာကအိမ်ပြန်ရောက်မလာတာကြောင့်မိခင်နဲ့အမဖြစ်သူကရောက်ရှက်ခတ်နေပေမဲ့အဖိုးကြီးကတော့ဘာမှမဖြစ်တယ်လို့တည်ငြိမ်နေပါတယ်။ဒီလိုနဲ့ရက်တွေကြာလာပြီး4ရက်မြောက်နေ့မှာအဖိုးကြီးဝင်လာချိန်အလစ်တိုက်ပြီးဆာရာကထွက်ပြေးခဲ့ပေမဲ့တကားတစ်ခုရှိနေတာကြောင့်အဖိုးကြီးကဆာရာကိုမိသွားကအခန်းထဲဆွဲသွင်းလိုက်ပါတယ်။ဆာရာကဒီလိုမလုပ်ဘဲသူမကိုလှုပ်ပေးဖို့တောင်းဆိုနေပေမဲ့အဖိုးကြီးကတော့သူ့ရဲ့စကားကိုမြေဝဲမကျနားထောင်ရမှာဖြစ်ပြီးသူမရဲ့စားတောက်နေထိုင်မှုအားလုံးကိုသူခွင့်ပြုမှရမယ်လို့ပြောလိုက်ကဆာရာကိုအတင်းအကျပ်ယုံမှာပါတယ်။မိခင်နဲ့အမဖြစ်သူကဆာရာကိုစိတ်ပူကရဲခေါ်လိုက်ပေမဲ့အဖိုးကြီးကတော့ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ကောင်းနေပါတယ်။ရက်တွေကြာလာတော့စိတ်တက်ကြလာတဲ့ဆာယာတယောက်အရင်ကသူမချစ်သူနဲ့တူပျော်ရွှင်ခဲ့တာလေးတွေပြန်တွေးရင်းဖြည့်သိမ့်နေခဲ့ရပါတယ်။ဆာရာကောင်လေးကအိမ်ကိုလာပြီးအကျိုးကြောင့်မေးခဲ့ပေမဲ့အဖိုးကြီးကဆာရာဟာတခြားကောင်လေးနဲ့လိုက်ပြေးသွားခဲ့ပြီးအချိန်ပိုင်းလုပ်တွေလုံဝင်လုံနေတာပါလို့လိန်ပြောလိုက်ပါတယ်။အဖိုးကြီးကဆာရာရဲ့16နှစ်ပြည့်မွေးနေ့ရက်မှာတိတ်မုတ်တစ်လုံးယူလာခဲ့ပြီးမွေးနေ့လုပ်ပေးကလက်ဆောင်အနေနဲ့ညဝတ်ကဝင်တစ်ထည့်ပေးပြီးလဲခိုင်းလိုက်ပါတယ်။သူ့ကိုလည်းအဖေလို့မခေါ်ခိုင်းပဲနာမည်တက်ပြီးသားခေါ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ဆာယာကနေသားကြအောင်နေရင်လာရီကြာလာခဲ့ပြီးကိုဝင်ကလာရင်လာပါတယ်။တရက်သူမပိုက်ကအကြီးကျယ်နာလာခဲ့ပြီးမိဖွားနဲ့စာအုပ်ဖက်ကအတွေ့အကြုံမရှိပဲတနာစရာတယောက်တည်းကလေးမွေးဖွားရပါတယ်။လာရီနှစ်တွေကြာလာပေမဲ့မိခင်ဖြစ်သူကဝမ်းနဲ့ပူဆွေးနေပြီးဆာရာကလည်းမြေအောက်ခန်းထဲမှာကလေးတယောက်နဲ့ဖိုက်တစ်ပိုက်ရှိနေကအဖိုးကြီးရဲ့အနိုင်ကျင့်ပူကြမှုကိုခံနေရပါတယ်။မိသားစုထမင်းဝိုင်းမှာမိခင်ဖြစ်သူကဆာယာအကြောင်းစုံစမ်းဖို့အတွက်အလွတ်စုံထောင်းကားရမ်းမယ်လို့ပြောလိုက်တော့အဖိုးကြီးကပောက်ကွဲကထွက်သွားပါတယ်။တဖြည်းဖြည်းကလေးတွေအရွယ်ရောက်လာခဲ့ပြီးအကြီးမလေးကချူချာကနေမကောင်းဖြစ်နေချိန်ပြင်ပဆေးတွေယူလာတာကြောင့်ဆေးကမ်းပြပေးဖို့အတွက်တောင်းဆိုနေပေမဲ့သူမဘာသာဖြည့်ရှင်းဖို့ပြောပြီးထွက်သွားပါတယ်။ဆာရာကောင်လေးကအိမ်ရှိကိုရောက်လာချိန်အမဖြစ်သူနဲ့တွေ့တာကြောင့်ဆာရာအစဉ်ပြေရဲ့လာမေးလိုက်တော့အမဖြစ်သူကနားမလည်ဖြစ်သွားကကောင်လေးရဲ့ပြောပြချက်အရဖခင်ဖြစ်သူကလိန်ပြောခဲ့တယ်ဆိုတာသိသွားခဲ့ပြီးသူမအထင်ဖခင်ဖြစ်သူကရိုက်နှက်လိုက်လို့ဆာရာတခုခုဖြစ်သွားတယ်ထင်ပြီးဝမ်းနည်းနေပါတယ်။အိမ်ကိုရောက်တော့ဆာရာကိုတခုခုထိခိုက်အောင်လုပ်ခဲ့တာလားလို့မေးလိုက်ပေမဲ့အဖိုးကြီးကဒေါသထွက်ပြီးအော်နေတာကြောင့်မိခင်ဖြစ်သူကတောင်းကျလိုက်ပါတယ်။အဲ့ဒီချိန်အမဖြစ်သူကထိုင်ကုန်ပေါ်ကတော့တွဲကိုယူကာမြေအောက်ခန်းထဲဆင်းလာခဲ့ပါတယ်။အမဖြစ်သူလက်ပတ်ရှာဖွေနေချိန်လှုပ်ဝက်ခန်းထဲမှာဆာယာကတတိယမြောက်ကလေးကိုနာကျင်စွာမွေးဖွားနေရပါတယ်။အဲ့ဒီချိန်ဖိုးကြီးကရောက်လာကတော့တွဲကိုတောင်းလိုက်ပြီးဒီနေရာကနေထွက်သွားဖို့အော်ထုတ်လိုက်ပါတယ်။မြေအောက်ခန်းကအရန်ကျင်းတာကြောင့်ကလေးငယ်လေးကိုအပေါ်ခေါ်ကမွေးစားပေးဖို့အတွက်ဆာယာကအချိုတက်ပြီးပြောလိုက်ပါတယ်။မနက်ပိုင်းအိမ်ရှိမှာကလေးတယောက်ရောက်နေပြီးကလေးကဆာရာကလေးဖြစ်ကစောက်ရှောက်ပေးဖို့အတွက်စာပါတာကြောင့်မိခင်ဖြစ်သူကကလေးကိုချီကအိမ်ထဲဝင်သွားချိန်ချင်းထဲမှာကဲတင်ပေးဖို့ရေးထားတဲ့စာကိုအဖိုးကြီးကတွေ့သွားကဆာယာကိုပြစ်တင်ချိန်မောင်းပါတယ်။ဆာရာတယောက်မြေအောက်ခန်းထဲမှာပဲကလေး2ယောက်ကိုအဖော်ပြူရင်းနှစ်တွေအကြာကြီးနေထိုင်ရပါတယ်။14နှစ်ကြာပြီးတဲ့နောက်မှာသမီးကြီးလေးကလှပလာခဲ့ပြီးအဖိုးကြီးရဲ့မယိုးသားတဲ့အပြုမှုကြောင့်သူမသမီးကိုမထိဖို့အတွက်တားမြစ်လိုက်တော့အဖိုးကြီးကထွက်သွားကမိတွေဖြတ်ပြီးလေဝင်ပေါက်ကိုပိတ်လိုက်တာကြောင့်ချူချာတဲ့သမီးကြီးအတွက်အခက်တွေ့သွားပါတယ်။အပြင်မှာမိုးတွေရွာလာချိန်ရေတွေကသူမတို့အခန်းစီစိတ်ဝင်ကကြားနေတာကြောင့်ဆာရာကဇွန်းတစ်ချောင်းယူလိုက်ကစူးစမ်းပြီးချစ်နေရင်ညဘက်ချိန်မှာအပေါက်တစ်ခုဖြစ်သွားတာကြောင့်အပြင်ကိုဓာတ်မီထိုးကအချက်ပြလိုက်ပါတယ်။လူတယောက်ကသတိထားမိခဲ့ပေမဲ့အိမ်တကားခောက်ကပြောပြလိုက်တော့အဖိုးကြီးကဘာမှမဖြစ်ဘူးလို့ပြောကပြန်လွတ်လိုက်ပါတယ်။မြေအောက်ခန်းထဲကိုဆင်းသွားကကိုဝင်ဆောင်ထားရတဲ့ဆာရာရဲ့ဘိုက်တွေကိုကန်ကြောက်နေခဲ့ပြီးကလေးတွေနိုးလာမှဝုန်းတိုင်းကျဲကထွက်သွားပါတယ်။
အဖိုးကြီးရဲ့လူမဆန်တဲ့လုပ်ရက်ကြောင့်ဆာရာကအလူးလဲခံစားနေရပြီးဗိုက်ကမူမမှန်ဖြစ်လာကမွေးဖွားခဲ့ပေမဲ့ကလေးကအဖက်မတင်ခဲ့တာကြောင့်သမီးကြီးလေးကဝမ်းနည်းစွာငိုမိသွားပါတယ်။အဖိုးကြီးကအဖက်မတင်တဲ့ကလေးကိုယူသွားကမြေချင်းတူးပြီးမြုပ်နှံလိုက်ပါတယ်။18နှစ်ကြာပြီးတဲ့နောက်မှာကလေး2ယောက်ကအပြင်ထွက်ချင်ကြောင်းတောင်းဆိုနေကြပြီးအဖိုးကြီးကစိတ်ဆိုးလာတာကြောင့်ဆက်မပြောဖို့အတွက်ဆာရာကတားလိုက်ပါတယ်။အဖိုးကြီးပြန်သွားတော့ကလေးတွေကစိတ်ဆိုးကဆာရာကိုအပြစ်တင်နေကြတာကြောင့်သူမကသူတို့ကိုကာကွယ်နေကြောင်းပြောပြပေမဲ့လက်မခံတာကြောင့်သူမရဲ့စိတ်အခြေအနေဆိုးသွားကပစ္စည်းတွေကိုပောက်ကွဲပြီးကျန်းပြင်ပေါ်လဲအိတ်ချလိုက်ပါတယ်။တနာစရာဆာရာကိုစောင့်ကြုံပေးကကလေးတွေကတန်ရှင်းရေးလုပ်လိုက်ပါတယ်။စိတ်တည်ငြိမ်သွားတဲ့ဆာရာကကလေးတွေလည်းအရွယ်ရောက်နေပြီဖြစ်တာကြောင့်သူမရဲ့အဖြစ်မှန်ကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ကလေးတွေကသူတို့အဖေဟာအပေါ်ထက်မှာအန်တီကြီးနဲ့အတူနေကသူတို့ရဲ့မောင်လေးကိုခေါ်ယူစောင့်ရှောက်ထားတယ်လို့သာသိထားခဲ့ကြတာပါ။သူမဟာ18နှစ်ပြည့်ရင်ချစ်သူနဲ့အတူအိမ်ကနေထွက်သွားဖို့စီစဉ်ထားပေမဲ့ဟခင်ဖြစ်သူကမြေအောက်ခန်းထဲမှာပိတ်လောင်ထားခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။ကလေးတွေကိုနှစ်သိမ့်ပေးလိုက်ကအပေါ်ထက်မှာရှိတဲ့အန်တီကြီးကသူမမိခင်ဖြစ်ပြီးကလေးတွေရဲ့အဖေကသူမရဲ့ဖခင်ဖြစ်ကြောင်းပြောပြလိုက်တော့တနာစရာကလေး2ယောက်ကစိတ်ထိခိုက်သွားကငိုကြွေးရင်းသမီးကြီးလေးကယောဂဖောက်လာတာကြောင့်လေးပေါက်စီကိုခေါ်သွားကကလေး2ယောက်ကိုနှစ်သိမ့်ပေးရပါတယ်။အစားတောက်တွေကိုမတေးုံတမဲဝေမျှစားတောက်နေရတာကြောင့်ကိုပေးဖို့ဆာယာကပြောလိုက်ပေမဲ့အဖိုးကြီးကပြစ်တင်စကားဆိုနေတာကြောင့်ကောင်လေးကပောက်ကွဲသွားကစကားများကြပြီးပြန်တွန်းလှန်ဖို့ကြိုးစားပေမဲ့အားချင်းမမျှခဲ့ပါဘူး။ဒီလိုနဲ့နှစ်တွေပြောင်းလဲလာခဲ့ပြီးအဖိုးကြီးကအလုတ်အစင်မပြေဖြစ်လာကမိသားစုဝင်တွေနဲ့ပါအစင်မပြေဖြစ်လာပါတယ်။အဲ့ဒီချိန်မှာအဖိုးကြီးရဲ့ရုပ်မာတဲ့ညံဆိုးကပေါ်လာခဲ့ပြီးဆာရာတို့သားမိ3ယောက်ကိုတာဝန်မယူချင်တော့တာကြောင့်အဆုံးသတ်ပေးဖို့အတွက်မြေအောက်ခန်းလေးပေါက်ကနေကားအိတ်ဇောစီကိုပိုက်တွယ်လိုက်ကကားဆက်နိုးလိုက်ပြီးမိခိုးတွေလွတ်နေတဲ့ချိန်ကောင်လေးရောက်လာတာကြောင့်ကန်ကောင်းသွားခဲ့ပါတယ်။အပြင်မှာကောင်လေးအတွက်ဂုံပြူပွဲကျင်းပနေပေမဲ့မြေအောက်ခန်းထဲမှာတော့သမီးကြီးကယောဂထနေတာကြောင့်အသက်လူနေရပါတယ်။အဖိုးကြီးဝင်လာချိန်ဆရာဝန်ပြဖို့လိုအပ်နေကြောင်းဆာရာကပြောနေပေမဲ့အဖိုးကြီးကအလွယ်တကူလက်မခံခဲ့ပါဘူး။အပြင်ရောက်ရင်သူတို့အကြောင်းတွေဘသူ့ကိုမှမပြောပါဘူးလို့ဆာရာဘက်ကအကြိမ်ကြိမ်ကတိတွေပေးလိုက်မှအဖိုးကြီးကလက်ခံခဲ့ပါတယ်။အိမ်ပေါ်ရောက်တော့သူမနေထိုင်ခဲ့ဘူးတဲ့နေရာကိုကြည့်ပြီးလွမ်းဆွနေပေမဲ့ကလေးတက်ကအရေးကြီးတဲ့အတွက်ဆေးရုံကိုချက်ချင်းသွားရပါတယ်။အရေးပေါ်ခန်းထဲကသမီးကြီးကိုကြည့်ပြီးအသက်ကယ်နိုင်တာတေချာမှဆာရာစိတ်အေးသွားရပါတယ်။ဆေးရုံကကလေးနဲ့ပတ်သက်ပြီးလို့အပြည့်အချက်လက်တွေတောင်းနေပေမဲ့ဆာရာကိုဘာမှမပြောခိုင်းပဲအဖိုးကြီးကသူ့ကိုယ်တိုင်ဖြေရှင်းနေပါတယ်။အဖိုးကြီးတစ်ဖက်လက်နေချိန်ဆာရွက်ပေါ်ရေခွက်ကိုမှောက်လိုက်တာကြောင့်အဖိုးကြီးကဆာရွက်အစ်စ်သွားယူနေချိန်ဆာရာကတက်တိမွေကထွက်လိုက်ပြီးအမျိုးသမီးကြီးစီကိုဥတီသွားလိုက်ပါတယ်။အဲ့ဒီချိန်နောက်ကနေအဖိုးကြီးကလိုက်လာခဲ့ပြီးခေါ်နေပေမဲ့ဂယုမဆိုင်ပဲအမျိုးသမီးကြီးကိုအကူအညီတောင်းလိုက်တာကြောင့်လုံခြုံရေးကတတိထားမိသွားပါတယ်။အဖိုးကြီးကိုရဲတွေဖမ်းသွားခဲ့ပြီးမြေအောက်ခန်းကနေအောက်ဆီဂျင်ပြက်လက်ကကယ်ထုတ်လာရတဲ့ကောင်လေးကိုကြည့်ပြီးမယုံနိုင်ဖြစ်ကငိုကြွေးကြပါတယ်။နေအောင်အောက်မှာလွတ်လပ်ပျော်ရွှင်စွာကစားနေတဲ့ကလေး3ယောက်ကိုကြည့်ပြီးအေးချမ်းလွတ်လပ်မှုကိုခံစားနေချိန်ဆာယာရဲ့ချစ်သူကောင်လေးရောက်လာပါတယ်။နှစ်ယောက်သားစကားပြောနေရင်ကောင်လေးကဝမ်းနဲ့မျက်ရည်ကျလာကအဖိုးကြီးကိုယုံပြီးအနှစ်20လုံးလိုက်မရှာခဲ့မိတဲ့အတွက်တောင်းပန်လိုက်ပါတယ်။နောက်ဆုံးမှာတော့တနာစရာဆာယာရဲ့ဘဝလေးကလွန်ခဲ့တဲ့နှစ်20ကလိုလွတ်လပ်အေးချမ်းတဲ့ဘဝကိုပြန်လည်ရရှိသွားပါတယ်။